大家好，ဒီသင်ခန်းစာလေးမှာကတော့ daily routine နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပြောမှာပဲဖြစ်ပါတယ်။ပထမတစ်ခုကတော့အိယာထပြီး起床了起床了起床ဆိုတာကတော့အိယာထတာပါ起床了上厕所上厕所厕所厕所အိမ်သာ上厕所အိမ်သာတက်တယ်去刷牙去刷牙去ဆိုတာကတွားတယ်刷牙တွားတိုက်တယ်去刷牙တွားတိုက်တယ်要洗澡洗澡ရေချိုးတယ်要洗澡ရေချိုးမဲ့ရောက်လေးထည့်ထားတဲ့အတွက်မဲ့ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်သွားတာပါနော်化妆化妆အလှပြင်တယ်化妆化妆ဆိုတာကအလှပြင်တာဖြစ်ပါတယ်穿衣服穿衣服穿ဆိုတာကဝတ်တယ်衣服ဆိုတာကအဝတ်အဲ့တော့穿衣服အဝတ်ဝတ်တယ်吃စားတယ်早饭မနက်စာ吃早饭မနက်စာစားတယ်去上班去သွားတယ်上班ရုံတက်တယ်去上班ရုံသွားတက်တယ်出門အိမ်ကထွက်တယ်出門出門အိမ်ကထွက်တယ်去車站去車站車站ဆိုတာကကားမှတ်တိုင်去車站ကားမှတ်တိုင်သွားတယ်坐車坐車ကားစီးတယ်坐ဆိုတာကထိုင်တယ်စီးတယ်車ဆိုတာကကား坐車ကားစီးတယ်吃午飯午飯နေ့လယ်စာ吃午飯နေ့လယ်စာစားတယ်下班အလုပ်ဆင်းတယ်下班အလုပ်ဆင်းတယ်回家အိမ်ပြန်တယ်回家အိမ်ပြန်တယ်做運動လေ့ကျင့်ခန်းလုပ်တယ်運動လေ့ကျင့်ခန်း做運動လေ့ကျင့်ခန်းလုပ်တယ်吃晚飯ညစာစားတယ်吃晚飯ညစာစားတယ်看電影ရုပ်ရှင်ကြည့်တယ်電影ရုပ်ရှင်看電影ရုပ်ရှင်ကြည့်တယ်洗涼မျက်နှာတက်တယ်涼ဆိုတာကမျက်နှာ洗ကဆေးတယ်洗涼ဆိုတော့မျက်နှာတက်တယ်洗手လက်ဆေးတယ်洗手洗手လက်ဆေးတယ်換睡衣換ဆိုတာကလဲတယ်睡衣ညဝတ်換睡衣ညဝတ်လဲတယ်關燈關燈မီးပိတ်တယ်關ပိတ်တယ်燈မီး關燈မီးပိတ်တယ်手機充電充電အားသွင်းတယ်手機ဖုန်း手機充電ဖုန်းအားသွင်းတယ်နောက်ဆုံးတစ်ခုကတော့睡觉အိတ်တယ်睡觉အိတ်တယ်ဒါဆိုရင်တော့ဒီနေ့အတွက် daily routine တနေ့တာမှာကိုယ်ရေးဘာလုပ်လဲဆိုတာကိုတရုပ်လို့ပြန်ပြီးတော့ပြောတတ်မယ်လို့ထင်ပါတယ်ဒါလေးကတော့စကားအတူလေးတွေဖြစ်တဲ့အတွက်ကြောင့်ဒီ vocab လေးတစ်ခုစီအနေနဲ့ပဲကြည့်လို့ရမှာပါတခြားသော pattern တွေကိုကိုယ်ကရတယ်ဆိုလို့ရှိရင် pattern တွေထဲမှာဒီ daily routine မှာသုံးရတဲ့စကားလေးတွေကိုထည့်ပြောလို့ရပါတယ်ဥပမာဆိုလို့ရှိရင်တော့ငါရေသွားချိုးတော့မယ်ဟုတ်လားငါရုံးစင်းတော့မယ်ငါကားစီးနေပြီဒီလိုမျိုးတခြားပတ်တန်လေးတွေနဲ့ပေါင်းပြီးတော့ဒီစကားလုံးလေးတွေကိုထည့်ပြီးတော့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယို lesson လေးတွေမှာပြန်တွေ့မယ်နော်